မင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ကတော့ပြောမယ့်အကြောင်းအရာကတော့ Google Marketing ကိုကျွန်တော်ဘယ်လိုမျိုးစတင်လှုပ်ဆောင်ခဲ့လဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့Google Marketing ကလက်ရှိတော့ကျွန်တော်2နှစ်ကျော်ပေါ့နော်လုပ်ငန်းကျွန်တော်တည်ထောင်ထားတာက2နှစ်ကျော်တော့ရှိသွားပြီပေါ့နော်2နှစ်ဆွန်းပေါ့နော်အဲ့ဒီအထဲမှာကျွန်တော်လုပ်ငန်းပေါင်း100ကျော်ပေါ့နော်ကျွန်တော်ဒီ project မျိုးစုံပေါ့နော် marketing project တွေရော animation တွေရော production တွေရောဒီလိုမျိုးဒီ TikTok service တွေကိုကျွန်တော် photography စသဖြင့်ပေါ့နော် service မျိုးစုံအတွက်ကျွန်တော် brand ပေါင်း100ကျော်လောက်ကျွန်တော်တို့ service ပေးခဲ့ပြီးွားပြီပေါ့နော်ဆိုတော့2နှစ်ကျော်အတွင်းဆိုရင်ကျွန်တော်များတယ်လို့တော့ကျွန်တော်တို့အတွက်ပေါ့နော်ကျွန်တော်တို့အတွက်တော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ Google Marketing ကိုကျွန်တော်အသေးစိတ်ပြီးပြောချင်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီလိုမျိုးကိုယ်ပိုင်လုပ်ငန်းကိုဘယ်လိုမျိုးစခဲ့လဲဆိုတော့နည်းနည်းလေးကျွန်တော်ရှင်းပြပေးချင်တယ်ဆိုတာတခြားသူတွေလည်းဒီ idea ရအောင်ကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်က2018ကစပြီးတော့ကျွန်တော်2022အထိကကျွန်တော်ကသူများအလုပ်ပဲလုပ်တာပေါ့နော်ဆိုတော့သူများအလုပ်လုပ်တယ်ဆိုတာကဒီ full time job လုပ်တယ် agency မှာကျွန်တော်တို့လုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ချိန်အထိက2018ကနေ2022အထိကကျွန်တော်ကအဲ့တစ်ခုတည်းကိုပဲလုပ်တာအလုပ်တစ်ခုတည်းကိုပဲလုပ်တာဆိုတော့အဲ့ချိန်မှာကိုလည်းဘယ်သူမှဟိုလိုမျိုးပေါ့နော်ယုံကြည်တဲ့သူမရှိဘူးပေါ့ယုံကြည်တဲ့သူမရှိဘူးဆိုတာကအပြင် client တွေပေါ့နော်ဆိုတော့အပြင် client တွေလည်းကျွန်တော်လိုက်ရတာခက်တယ်ဘာလို့ဆိုတော့ကိုကလုပ်ငန်းတွေကြောင့်လည်းအများကြီးမရှိဘူး personal လည်းဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယုံကြည်ပြီးတော့အလုပ်အပ်မဲ့သူကအပြင်မှာနည်းနည်းရှားနေသေးရပါတော့အဲ့ချိန်မှာဘာလုပ်လဲဆိုရင်ကျွန်တော်ကဒီ landing ပဲလုပ်တာပေါ့နော်ဆိုတော့ landing ကိုပဲဖိလုပ်တယ်ဆိုတော့ဘာလုပ်လဲဆိုရင်အလုပ်လုပ်တယ်အလုပ်သွားတယ်ကျွန်တော်9နာရီကနေ6နာရီအထိပေါ့နော်အလုပ်သွားတယ်ပြန်လာပြီဆိုရင်ကျွန်တော်ရေချိုးထမင်းစားပြီးကျွန်တော် landing ပဲလုပ်တာဆိုတော့ landing လုပ်တာကဘာဖြစ်လဲဆိုရင် confidence တက်တယ်ပေါ့နော်အဲ့တော့ landing လုပ်တယ်ဆိုရင်ကျွန်တော်ကဒီအသိပညာဘုဒ္ဓရာကြီးကျွန်တော် knowledge တွေရတယ်ပြီးတော့ရင်ကျွန်တော်တို့လူကconfidence ယုံကြည်မှုကတက်လာတယ်ပေါ့နော်တက်လာတော့ကျွန်တော်တို့ကဘယ်လိုမျိုး client မျိုးပဲလာကိုယ်အခွင့်အရေးပေးမယ်ဆိုရင်ငါလုပ်ပေးနိုင်တယ်ဆိုရဲခံစားချက်မျိုးရလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်2022ကနေပြီးတော့2023တစ်နှစ်ပေါ့နော်အဲ့ဒီတစ်နှစ်ဂျားကာလမှာတော့ကျွန်တော်က full time job တော့လုပ်တယ်ကျွန်တော်ဒါပေမဲ့ဒီတခြားအလုပ်တွေလည်းအပြင်ကအလုပ်တွေလက်ခံနေတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အပြင်ကအလုပ်ဆိုတော့ freelance အလုပ်တွေပေါ့နော်အဲ့ freelance လုပ်တယ်ကျွန်တော်ပြီးသွားရင်ကျွန်တော် full time job လည်းကျွန်တော်9နာရီ6နာရီအထိလုပ်တယ်ပြန်လာရင် freelance လုပ်တယ်ပြီးသွားရင်ကျွန်တော်စာလဲတင်တယ်ပေါ့နော်အဲ့ချိန်တော့စာလဲတင်တဲ့ဟာမျိုးကြီးကျွန်တော်လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်2022အဲ့ဒီနောက်ပိုင်း2023နောက်ပိုင်းကျတော့ကျွန်တော်ကဘာဖြစ်လာလဲဆိုတော့ပေါ့နော် freelance အလုပ်တွေကနည်းနည်းလေးပို့ပြီးတော့ client လေးနည်းနည်းလေးပိုများလာတယ်ပေါ့နော်ပိုများလာတော့ okay ငါ full time job ကိုထွက်ပြီးတော့ freelance အလုပ်လေးပဲငါဆက်လုပ်မယ်ဆိုပြီးတော့ထွက်လိုက်တာပေါ့နော်ထွက်လိုက်ပြီးတော့ freelance လုပ်ရင်းနဲ့ကျွန်တော် client တွေအများကြီးနဲ့အရင်တော့ personal ဖြစ်တာပေါ့နော် personal ဖြစ်တယ်ဆိုတာကကိုနဲ့တီးတဲ့တငယ်ချင်းတွေကိုနဲ့တီးတဲ့မိတ်ဆွေတွေကပဲကိုတဆင့်လာပြီးတော့ service အကြအများနောက်ပိုင်းကျတော့ဒီ okay ငါလုပ်ငန်းတစ်ခုအနေနဲ့သွားမယ်ဆိုပြီးတော့ကျွန်တော် Google Marketing ကိုစခဲ့တာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီကို briefly ပြန်ရှင်းပြရတယ်ဆိုတာကဒီနေရာမှာကျွန်တော်ယူလို့ရတဲ့ဟာလေးရှိမလားပေါ့နော်ကျွန်တော်ပြန်စဉ်းစားကြည့်တော့အဓိကကျွန်တော် risk ပေါ့နော်ဆိုတော့ကိုဒီ full time job ကနေပြီးတော့အလုပ်ထွက်ပြီး freelance လုပ်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုတဲ့ဟာမျိုးကအမှန်က risk တစ်ခုတော့ရှိရပေါ့နော် risk တစ်ခုတော့ရှိရကျွန်တော်ကအဲ့ဒါကိုဘယ်လိုလုပ်ခဲ့လဲဆိုရင်ကျွန်တော်ကကိုလုပ်ချင်တဲ့ဟာကိုချက်ချင်းအလုပ်ထွက်ပြီးတော့ကျွန်တော်ကကိုလုပ်ချင်တဲ့ဟာကိုပြစ်ပြီးလုပ်လိုက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီနေရာမှာ user တစ်ခုကကျွန်တော်ကလုပ်ငန်းဒီ full time job လည်းလုပ်တယ်သူများအလုပ်လည်းလုပ်တယ်9နာရီညနေ9နာရီ6နာရီထိလုပ်တယ်ပြန်လာရင်9နာရီ8နာရီပေါ့နော်ရေချိုးထမင်းစားရတယ်ဆိုရင်အဲ့နောက်ပိုင်းမှာကျွန်တော်17စနစ်လောက်ထိကိုကျွန်တော်3-4နာရီလောက်ကိုကျွန်တော်စာလုပ်တာဖြစ်တော့၎င်းကျွန်တော်တို့landing လုပ်တာ၎င်းကျွန်တော်တို့အလုပ်လုပ်တာ၎င်းကျွန်တော်ထပ်ပြီးတော့လုပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ကကိုယ်ပိုင်လုပ်ငန်း sorry ဒီ full time job လုပ်နေနေမှာကျွန်တော် freelance အလုပ်တွေလုပ်တယ်ကိုယ်ပိုင်လုပ်ငန်းတွေလုပ်နေတဲ့ဟာမျိုးလေးကျွန်တော်တပြိုင်နက်တည်းစခဲ့တာပေါ့နော်ဆိုလိုချင်တာကတစ်ခုပြီးမှတစ်ခုစတာမျိုးမဟုတ်ဘဲနဲ့ကိုကတစ်ခုစနေတန်လန်တစ်ခုလုပ်နေတန်လန်နဲ့မှာနောက်တစ်ခုကိုကျွန်တော်ကရှေ့လန်းထားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်တော်က risk တက်တာစေတယ်ပေါ့နော်ဆိုတော့တက်တာစေတယ်နောက်တစ်ခါကျတော့ကျွန်တော်ရဲ့အခြေအနေကဘယ်လိုလဲဆိုတော့ကျွန်တော်ကဝင်ငွေက income ကပြတ်သွားလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်အိမ်ကိုကျွန်တော်ထောက်ပံ့နေရဆိုတော့အဲ့ income တစ်ခုပြတ်သွားလို့မရဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့တစ်ခုတော့ကျွန်တော် risk ကို calculated risk လုပ်ခဲ့တာပေါ့နော်ဆိုတော့အဲ့ risk ကိုတော့ကျွန်တော်တို့ဒါဒီထဲမှာအလုပ်လုပ်ချင်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်ဒါမှမဟုတ် freelance လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးတွေရှိရဆိုရင်အရင်ဆုံးဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်ကိုချက်ချင်းမစွန့်ပြတ်ဖဲနဲ့ကျွန်တော်တို့
ကိုအားတဲ့အချိန်ကိုအားလက်တဲ့အချိန်မှာပဲကိုလှုပ်ချင်တဲ့ဟာလေးကိုအချိန်နဲ့ဖဲ့ပေးပြီးတော့လှုပ်တင်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ calculated risk ဖြစ်သွားတာပေါ့နော်အရင်ဘယံပတာ risk မဟုတ်တော့ calculated risk ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ risk ယူပြီးတော့လှုပ်တင်တယ်ပြီးရင်အဲ့ဒါတစ်ခုဒီပတ်စံစုထားပါဆိုတော့ပတ်စံကိုနည်းသည်များသည်မဟုတ်ဘဲနဲ့ကိုတက်နိုင်တဲ့လောက်လေးစုပြီးတော့နောက်ပိုင်းကိုကfreelance အလုပ်လို့ပေါ့နော်ကျွန်တော်တို့ဝင်ငွေမရသည့်တိုင်အောင်မှကျွန်တော်ဒီဟာလေးနဲ့ကျွန်တော်တို့မေးပြီးတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကcalculated risk ရှိတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တင်တယ်ပေါ့နော်နောက်တစ်ခါ financial ပေါ့နော်အဲ့တော့ financial ကခုနပြောလို့ကျွန်တော်တို့တစ်ခုနဲ့တစ်ခုမပြောင်းခင်ကြားကာလမှာဘာတွေဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကြိုမသိနိုင်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော် risk လို့ခေါ်တယ်အဲ့ဒါကို risk ကိုကျွန်တော် cover ဖြစ်အောင်ကိုယ့်ဘက်ကလည်းစုမိဆောင်မိထားတဲ့ဒီဝင်ငွေလေးတစ်ခုရှိတိုင်းတော့ပိုကောင်းတယ်အဲ့တော့ပတ်စံစုဖို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့ပတ်စံနည်းသည်များသည်မဟုတ်ဘူးပေါ့နော်ကိုနိုင်တဲ့ပမာဏကိုစုပြီးတော့အတိုင်းအတာတစ်ခုလေးရောက်တဲ့အခါကျရင်ဒါကိုကျွန်တော်တို့ကပြောင်းလဲလို့ရတယ်ပေါ့နော် financial နဲ့ပတ်သက်ပြီးနောက်တစ်ခုကကျွန်တော်တို့ဒီအားသာချက်တစ်ခုကပါလဲဆိုတော့ကျွန်တော်ဝန်ထမ်းလုပ်တာနဲ့ကျွန်တော်တို့ကိုယ်ပိုင်လုပ်ငန်းလုပ်တာနဲ့ freelance လုပ်တာနဲ့ကဝင်ငွေတခြားစီဖြစ်တယ်ပေါ့နော်ဝင်ငွေသွားတဲ့ flow ပုံစံကလည်းကျွန်တော်တို့ကတခြားစီဖြစ်တယ်လို့အတက်အမြတ်ပေါ့နော်အတက်အကျကလည်းအရန်တခြားစီပဲပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကံကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်အလုံးမကောင်းတဲ့လဆိုတော့တိတ်မရှိခဲ့ဘူးပေါ့နော်အနေနဲ့တိုင်းတစ်ခုတည်းကကျွန်တော်တို့အလုပ်တွေအဆင်ပြေခဲ့ရမျိုးရှိတယ်ပေါ့နော်အဲ့တော့အဓိက financial ဖြစ်တဲ့အခါကျရင်ကျွန်တော်ပုံမှန်full time job တွေလို့တော့ကျွန်တော်တို့ကတစ်လောက်ဘယ်လောက်ဝင်နေဆိုတာမျိုးအတိအတိုင်တော့မရှိဘူးဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရောလေ freelance အလုပ်တွေကိုယ်ပိုင်လုပ်ငန်းတွေဆိုတာကကိုနဲ့ကိုလုပ်တဲ့အခါကိုစူးစမ်းတဲ့ပုံစံပုံမူတည်ပြီးတော့ကိုရဲ့ကံပုံမူတည်ပြီးတော့လေ full time job တက်တယ်လေကျွန်တော်တို့အများကြီးရပါနိုင်တယ်ဆိုလိုချင်တာကတက်လာတဲ့နဲ့ full time job လစာရဲ့9လစာလောက်ရတာမျိုးဖြစ်နိုင်တယ်ဆိုတော့အဲ့လိုမျိုး risk လို့အတက်အကျကြီးဖြစ်တဲ့အတွက်ဒီကိုယ်ပိုင်လုပ်ငန်းကကောင်းတာလည်းရှိရဲဆိုတော့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒါ financial နဲ့ပတ်သက်ပြီးတော့တချို့ဟာလေးတွေပေါ့နော်နောက်တစ်ခုက freedom ဖြစ်တယ် freedom ဖြစ်တယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ပေါ့နော် freelance လုပ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုပြီးတော့ပို့ပြီးတော့ကိုကလွတ်လပ်သွားတယ်အချိန်တွေပိုထွက်လာတာမျိုးတော့မဟုတ်ဘူးပေါ့နော်ပို့ပြီးတော့အလုပ်ရှုပ်သေးရပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဆိုရင်ကို marketing စပြီးတော့လုပ်တဲ့အချိန်တော့ဆိုရင်ကျွန်တော်မနက်ခင်းမိုးလင်းနဲ့မျက်လုံးဖွင့်တဲ့အချိန်ကစပြီးတော့ညအိတ်တဲ့အချိန်ဒီအလုပ်လုပ်နေရတာထမင်းစားတဲ့အချိန်လောက်ပဲပေါ့နော်ဆိုတော့တပင်းအချိန်ကုန်လုံးအလုပ်လုပ်နေတာပုံမှန်ကျွန်တော်တို့ full time job လုပ်မယ်ဆိုတော့ပြန်ရင်တော့မှ landing လေးပါတယ်ကျွန်တော်စာလေးပါတယ်တင်လို့ရဒါမှမဟုတ်လဲကျွန်တော်တို့ game လေးပါတယ်ဆော့လို့ရသေးတယ်အဲ့ကာလာတစ်လျှောက်မှာကျွန်တော်အဲ့ဒါလုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့ free time ဆိုတဲ့သဘောတရားဘယ်လိုလဲမျိုးလဲဆိုတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာ free time လို့ပြောမလားဒီအောင်ကိုယ့်လုပ်ငန်းကိုတီထောင်နေရတာဖြစ်တဲ့ကိုပုံဖော်နေရတာဖြစ်တဲ့အတွက်ကိုလုံးရင်လုံးသလောက်ရနေရတာဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ပျော်ရွှင်မှုကိုပေးနိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က freedom လို့အဓိကထားပြီးတော့ကျွန်တော်ပြောချင်တာ freedom ဆိုတာကအချိန်လွတ်လပ်မှုလည်းပါတာပေါ့နော်ကိုသွားစရာရှိတဲ့အခါကျရင်ဘယ် boss ကိုမှကျွန်တော်တို့ခွင့်တိုင်စရာမလိုဘူးအလုပ်တွေလွှဲထားခဲ့ပြီးတော့ကျွန်တော်တို့သွားလို့ရမှာလည်းဖြစ်တယ်ပေါ့ဒါ freedom တစ်ခုပေါ့နော်အဲ့ဒီ freedom တစ်ခုနောက်ထပ်တစ်ခုကတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာ freedom ပေါ့နော်ခုနကပြောလို့ဒီဘယ်လိုပဲစူးစမ်းဒီလားသာကြီးပဲမဟုတ်ဘဲနဲ့ကိုလုံးရင်လုံးနိုင်သလောက်ကိုကြိုးရင်စူးစမ်းသလောက်ရတဲ့ return on investment ပေါ့ return on investment လို့ပြောမှာ return on investment ကလည်းကောင်းတာဖြစ်တဲ့အတွက်တခါကျရင်လည်းကျွန်တော်တို့ကအလုပ်တွေမကောင်းတဲ့လတွေလည်းရှိရအဲ့ဒါကျရင်လည်းကျွန်တော်တို့ကဒီရှေ့လတုန်းကစုထားတဲ့ဟာလေးတွေပြန်ဖြီးသုံးရတာမျိုးတွေပေါ့နော်အဲ့တော့ဒီလိုမျိုး management တွေပါကျွန်တော်တို့ကပို့ပြီးတော့ကောင်းလာတာမျိုးရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက generous case ပေါ့အဲ့တော့ generous case ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကအရင်တော့ကကျတော့ဒီကိုလှုပ်ချင်တဲ့အလုပ်ကိုပေါ့နော်ကိုလုံနေရတဲ့အလုပ်ကိုပဲကျွန်တော်လုပ်မယ်လို့မဆုံးဖြတ်ခဲ့ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကအစုံတုပ်တွေလုပ်ခဲ့တာများတယ်အဲ့လိုမျိုးအတွက်ကြောင့်လည်းအဲ့လိုမျိုးအစုံတုပ်လုပ်ခဲ့တာဖြစ်တဲ့အတွက်ဒါကိုမကောင်းနေပါရင်ညာရင်ပေါ့နော်အထက်လူကြီးကိုပြောတာမျိုးကျွန်တော်လုံးဝမရှိဘူးအဓိကကိုသာဒီပညာတစ်ခုရမယ်ဆိုရင်အဲ့ဒီအလုပ်ကိုလုပ်တယ်ဆိုတော့အဲ့ဒီအလုပ်တွေကလည်းကျွန်တော်တို့ကကိုယ့်ရဲ့ impact ကိုဖြစ်စေတယ်အဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီးဟေးဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့တာဝန်တွေကပို့ပြီးတော့များလာတယ်ကို service ပေးမဲ့ service level ပဲမူတည်ပြီးတော့ကျွန်တော်တို့က service အမျိုးအစားပဲမူတည်ပြီးတော့ကိုလုံနိုင်တဲ့tax တွေပေါ့နော် scale တွေပိုများလာလေကိုအတွက်ပို့ပြီးတော့ကြံလေပဲပေါ့နော်ဆိုတော့အဲ့ဒီကြောင့်ဖြစ်နိုင်မယ်ဆိုရင်တစ်ချိန်မှာကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လဲစိတ်ကူးရှိတယ်ဆိုရင်တော့ကျွန်တော်တို့အဆုံးသုံးလောက်အောင်မသိပြီးတော့မကြောက်နဲ့ပေါ့နော်ကျွန်တော်ဆိုရင်ဘာလုပ်လဲဆိုရင်ဘယ်လိုပြောမလဲ S run လဲကျွန်တော်ပဲ run တာပေါ့နော်ပြီးသွားရင်ကျွန်တော်တကယ်လို့ lead စေလာလဲကျွန်တော်ပဲစာဖြေတယ်ပြီးသွားရင်ကျွန်တော် Messenger မှာလာပြီးတော့ mail လဲကျွန်တော်ကိုယ်တိုင်ပဲစာဖြေတယ် quotation တွေပြင်လဲကျွန်တော်ကိုယ်တိုင်ပဲပြင်တယ်
portfolio ဆွဲလဲကိုကိုတိုင်းပဲဆွဲတယ်ပြီးတော့ကျွန်တော်တို့ client page တွေလာရင် client အနေနဲ့ discussion လုပ်တယ်ဆိုလဲကိုကိုတိုင်းပဲလုပ်တယ် negotiation ကိုပဲလုပ်တယ် sales လဲကိုပိုင်းလုပ်တယ် follow up phone set လဲအရင်တော့ကိုပဲလုပ်တယ်ရုပ်စွာဆို project ဝင်လာပြီဆိုလဲဒီ strategy ကိုပဲဆွဲတယ် calendar ကိုပဲထုတ်တယ် content ကိုတိုင်းပဲရေးတယ်မလုပ်တာဆိုလို့ design ဆွဲရတစ်ခုလောက်ပဲရှိမယ်ဒါတော့မှကျွန်တော်ဆက်စချင်း freelance လုပ်တော့ design မှာကျွန်တော်ကိုယ့်အကိုဆွဲတာပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားကြည့်လို့ရရပေါ့နော်သူရဲ့ process step တွေကအများကြီးပေါ့အဲ့ step တွေအများကြီးကိုကျွန်တော်တို့ကလူတွေအများကြီးနဲ့လုပ်မယ်ဆိုရင်ငွေကုန်ကြေးချအရန်များတယ်ပေါ့နော်ငွေကုန်ကြေးချအရန်များလူတွေအများကြီးငှားရမယ်အဲ့လိုမျိုးတော့ရှိရဲကျွန်တော်ကအဲ့လိုမျိုးအစအဆုံးကိုယ်တိုင်ပဲလုပ်ခဲ့ရဖြစ်တဲ့အတွက်အကုန်လုံးကို quantity ဆက်တည်တယ်ပေါ့နော်တည်တာဖြစ်တဲ့အတွက်တကယ်လို့များကိုကသူများကိုခိုင်းမိဆိုရင်တော့မှခိုင်းမယ်ဆိုရင်တော့မှကိုကဒီ process တွေဒီ step တွေကိုတည်နေရဖြစ်တဲ့အတွက်အရင်ကိုသူတို့ကလာပြီးတော့လာပတ်လို့မရတော့ဘူးပေါ့နော်အဲ့တော့ကြောင့်ကိုကဒီလိုမျိုး process တွေတည်တယ်ရုပ်စွာအဆုံးကျွန်တော်ကဒီဇိုင်နာတွေနဲ့လည်းရင်းနှီးအောင်နေခဲ့ရဆိုတော့ဒီ branding ပိုင်း design တွေဘယ်လိုမျိုးဆွဲရင်ပို့ပြီးတော့ကောင်းလဲဆိုတဲ့ဒီပေါ့နော်အမြင်တွေပါကိုကရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့ကိုကတစ်ချိန်မှာကိုကလုပ်ငန်းရှိမယ်ဆိုရင်ငယ်တုန်းလဲငယ်တဲ့အရွယ်မှာဆိုရင်တော့ဒီ general scale တွေပေါ့နော်တိထားရင်ပို့ပြီးတော့scale များများတိထားရင်ပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်နောက်တစ်ခါဒီခေတ်ကလည်းအဲ့လိုမျိုးဘက်ကိုနည်းနည်းပို့သွားနေသလားလို့ကျွန်တော်ခံစားရတယ်ပေါ့နော်တခုတည်းတည်ပြီးတော့ကျွန်တော်တို့သွားလို့ရတဲ့ခေတ်မဟုတ်တော့ဘူးလို့ခံစားရတယ်ဘာလို့ဆိုတော့ AI နေလဲပေါ်လာပြီဆိုတော့ကိုက content writing တခုပဲတည်ရဆိုရင်လေဒီနောက်ပိုင်းမှာ content writing နဲ့ပတ်သက်ပြီးတော့ဒီ AI နေပေါ်လာဖြစ်တဲ့အတွက်ကိုအစားထိုးသွားလို့ရအဲ့ဒီစားမဟုတ်ဘဲနဲ့ကိုကတခြား skill တွေပါဖြည့်ထားမယ်ဆိုရင်တခြား skill တွေပါလောက်ထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတဲ့လူပေါ့နော်ဒီ job market ထဲမှာကျွန်တော်တို့ကို hire လုပ်မဲ့သူကရှိနေမှာပေါ့နော်ဆိုတော့အဲ့တော့ကြောင့်ကျွန်တော် Google Marketing လုပ်ခဲ့တဲ့ဒါ process လေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တချို့ဟာလေးတွေကျွန်တော်ပြပြပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ်